မိတ်ကပ်တွေလိမ့်ပြီးအိတ်နေတာလားငါအသက်ရှူကြက်နေပြီအခုချက်ချင်းမျက်နှာတွားစိလိုက်တော့မဟုတ်ရင်မနှက်ဖြန်ကြငါဝက်ချန်အကြီးကြီးဖြစ်လာမှာနော်မင်းရဲ့လက်ချောင်းတွေနဲ့ငါ့ကိုလာမညစ်နဲ့မင်းကပိုးတွေကိုအထဲထဲရောက်အောင်အတင်းတွန်းပို့နေတာပဲအတင်းကိုထွက်မလာတော့ဘူးကြည်စမ်းအခုတော့ငါအမာရွက်စနဲ့တက်တက်လုံးနေသွားရတော့မယ်ငါ့ကိုနားမလို့လားမလုံနဲ့ဒီနေ့ငါ့ကိုတူစိမ့်ပုံ100လောက်သုံးထားတာငါမှာ virus တွေအပြည့်ပဲအများသုံး tester တွေကိုနှုတ်ခမ်းပေါ်မှာလုံးဝမသုံးပါနဲ့ငါစပင်တွေကိုကြည့်ပါအောင်ပိုးမွားတွေတန်းနဲ့ကြည့်ပြီးဒီမှာပါတီလုပ်နေကြတယ်ငါ့ကိုမင်းမျက်နှာပေါ်လာမတင်ပါနဲ့အားနိုင်ရင်ငါ့ကိုအခုချက်ချင်းဆေးပေးပါအဲ့လောက်အတင်းမညစ်ပါနဲ့တော့ငါ့ကိုဆေးတာ3လတောင်ရှိနေပြီဒါတွေကအဆီဟောင်းတွေနဲ့ဘက်တီးရီးယားတွေပဲငါ့ကိုအခုချက်ချင်းမဆေးရင်မင်းမျက်နှာမှာဝက်ချန်တွေပေါက်လာလိမ့်မယ်အာနားလိုက်တာမင်းကအရေပြားကိုခွာပစ်နေတာပဲအတင်းမဆွဲနဲ့တော့မင်းကချွေးပေါက်တွေကိုအကြီးကြီးဖြစ်အောင်လုပ်နေတာပဲအဲ့အစား cleansing wine ကိုပဲသုံးပါတော့ငါစပင်မဟုတ်တော့ဘူး PK ဖြစ်နေပြီမင်းငါကိုဆွဲတွေအလုံးအကျွန်းသုံးလိုက်တာပဲအခုချက်ချင်းရက်တော့မဟုတ်ရင်ငါပြက်ထွက်သွားတော့မှာအာမှန်လေးကိုတေချာကြည့်ပါအောင်မင်းမျက်တောင်ကိုညှက်တာမဟုတ်ပဲငါမျက်ခွန်ကိုညှက်မိနေပြီအာ